ဒုတိချင်းမိတ်တွေဒီဘက်ကျွန်တော်နောက်ကျသွားတယ်ကိုယ့်ရဲ့နေရာထွက်သွားပြီနော်ကဲခုလာမဲ့10ရက်နေ့အင်္ဂါနေ့ကစပြီးတော့အောက်ကြနေထိကျွန်တော် break ကြီးတော့break တော့မပြီးတော့ကျွန်တော်ခွေပေးမယ်ခွေတောင်ပြီးရဘက်ကကျွန်တော်ပေးတာ1ခွန်ကိုခွေပေးထားတာနှလုံးထွက်တယ်မှန်အနှကျင်းထွက်တယ်မှန်ရကြမယ်လို့လည်းမျိုးလဲမှာဒါပေမဲ့တယောက်မှတော့ကြည့်ရှုမဲ့လို့ရှိဦးနေတူတယ်အပိကျကဲဒီဘက်ခွေလေးလုံးခွေပေးမယ်နဲ့ကနန်းကြီး6ခွန်8 9လေးလုံးခွေအေးစီစီလေးပဲလိုက်ပါဈေးဘိုးကတော့ AC ပါဈေးဘိုးကတော့ AC ပါနော်6ခွန်8 9ခွေကဲအားလုံးပဲပေါက်ကြပါလိမ့်ဗျာခုမှလေးတော့ရေးပြီးကြပါဦး